Hello，大家好，是我Lynn ငါဒီနေ့မှာတော့ဒီကြိုက်နဲ့ဒီကြိုက်ရဲ့ကွာခြားချက်ကိုလာပြီးမျှဝေပေးတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပထမဆုံးအနေနဲ့လာကြည့်ကြရအောင်။ဒီကြိုက်နှစ်ခုစလုံးကသူ့အတန်ထွက်လဲတူတယ်နောက်ပြီးတော့သူ့ရဲ့拼音ကလည်းတူတယ်ပေါ့နော်။ဘယ်နေရာမှာမတူတာလဲဆိုတော့သူ့ရဲ့汉字နဲ့သူ့ရဲ့အဓိပ္ပာယ်ကမတူပါဘူးဆိုတော့ပထမဆုံးတစ်ခုကြိုက်ဆိုဒီကြိုက်ကိုလာကြည့်ကြရအောင်ဒီကြိုက်ကအများအဖြစ်ပဲလူတိုင်းနီးပါးတွေ့ကြတာပဲထဲမှာပါတဲ့ဟာလဲဆိုကြိုက်ကြင့်ဆိုတဲ့ကြိုက်ပေါ့နော်ဒီကြိုက်ကြင့်ဆိုတဲ့ကြိုက်ကထပ်တွေ့ကြမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကြိုက်ကြင့်ကဒါမဲ့ကြိုက်တစ်လုံးထဲအဓိပ္ပာယ်ဆိုရင်နောက်ထပ်ဆိုတဲ့အဓိပ္ပာယ်ဥပမာ再读一遍နောက်တစ်ခေါက်ထပ်ဖတ်ပါ再说一遍နောက်တစ်ခေါက်ထပ်ပြောပါအဲ့လိုမျိုးပေါ့နော်ကြိုက်ကနောက်ထပ်ဆိုတဲ့အဓိပ္ပာယ်ဒုတိယတစ်ခုကြိုက်ကကြတော့နေရာညွှန်းတာမှာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ရိုးရှင်းရှင်းလာမှတ်ရမယ်ဆိုရင်ဥပမာအပေါ်မှာဆိုရင်在上面အောက်မှာဆိုရင်在下面ငါရဲ့ဘေးမှာဆိုရင်在我的旁边အဲ့လိုမျိုးပေါ့နော်那你们学会了吗再见拜拜